Hello everyone ဒီနေ့ပြပြပေးသွားမှာကတော့ internet connection problem နဲ့သက်ဆိုင်တဲ့ phrases လေးတွေပဲဖြစ်ပါတယ် The first one is the internet is down The internet is down ဒီ phrase လေးကိုတော့လောက internet connection မရတော့တဲ့အခြေအနေမျိုးတွေမှာအသုံးပြုပါတယ်သင်တို့ရဲ့ phone တွေ tablet တွေ laptop တွေထဲမှာ no internet connection ဆိုပြီးတော့ပေါ်နေရင် don't forget to use the internet is down. The second one is the internet is unstable. The internet is unstable. ဒီအသုံးလေးကိုတော့ကိုက Zoom meeting တွေဒါမှမဟုတ် video call တွေထဲမှာရောက်နေမယ်တစ်ဖက်ရဲ့ပြောစကားကိုကြားတစ်ချက်မကြားတစ်ချက်တစ်ဖက်ရဲ့ရုပ်ကိုမြင်တစ်ချက်မမြင်တစ်ချက်ဖြစ်ပြီဆိုလို့ရှိရင်တော့ဒါကလောကကိုဒီ internet လားတွေ unstable မငြိမ်မသက်ဖြစ်နေတာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ don't forget to use the internet is unstable the internet is unstable the third one is it's taking forever to load it's taking forever to load ပဲဖြစ်ပါတယ်ဒီအသုံးလေးကိုတော့ကိုကဒီ website တစ်ခုကိုဝင်တာပဲဖြစ်ဖြစ် video တစ်ခုကိုကြည့်ဖို့ဖွင့်တာပဲဖြစ်ဖြစ်loading ဖြစ်နေတယ် loading ဖြစ်တာအရန်ကြာနေတယ်ဆိုလို့ရှိရင်တော့ဒီ is taking forever to load ဆိုတဲ့အသုံးလေးကိုအသုံးပြုလို့ရပါတယ် The fourth one is the video is buffering The video is buffering ဒီအသုံးလေးကိုတော့ကိုကရုပ်ရှင်တွေကြည့်နေတာပဲဖြစ်စေဒီသချင်းတွေနားထောင်နေတာပဲဖြစ်စေကိုကြည့်နေတဲ့ဗီဒီယိုကကြည့်နေရင်လည်းရက်သွားတယ်ဆက်ပြီးတော့မသွားတော့ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင် internet connection မကောင်းတော့တဲ့အတွက်ကြောင့်မို့လို့ဆက်ပြီးတော့မသွားတော့ဘူးဆိုရင်ကျမတို့တွေဒီ the video is buffering ဆိုတဲ့အသုံးလေးကိုအသုံးပြုလို့ရပါတယ် The last one is the download speed is crawling The download speed is crawling ဒါကတော့လောကကို clear ဖြစ်ပါတယ်ကိုက application တစ်ခုကို download ဆွဲတဲ့အခါမှာ internet connection မကောင်းတဲ့အတွက်ကြောင့်မို့လို့အရန်ကြာနေတယ်download ပြီးဖို့တော်တော်ကြာနေတယ်ဆိုလို့ရှိရင်တော့ဒီ the download speed is crawling ဆိုတဲ့အသုံးလေးကိုအသုံးပြုလို့ရပါတယ်ဒီနေ့ပြပြပေးသွားတာကတော့ internet connection problem နဲ့သက်ဆိုင်တဲ့ phrases လေးပဲဖြစ်ပါတယ်အားလုံးအတွက်လည်းအသုံးဝင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် See you in the next video bye bye everyone